မော်လုံးကြီးပေါ်စားခြင်းနဲ့မေမောင်ကျွေး ဩတကြံမှာမိုးလုံးရေပေါ်ကျွေးချင်တာပေါ့ရတာပေါ့မောင်ရွေးတဲ့မိုးလုံးရေပေါ်လေးကိုမေကအားရပါရစားမယ်လေတကြံမှာမိုးလုံးရေပေါ်ကျွေးတာကတကယ်ကိုကုသိုလ်ရတယ် ဟုတ်ဘူးမေလောက်ကျွေးလေမောင်စားခြင်းတာ ဩအခုမေလုပ်ကြည့်ရမှာလားရတာပေါ့ဒီမှာမိုးလုံးရေပေါ်လေးတွေကုလေးလေးလုပ်ထားတယ်အုံးလေးခက်လေးတွေနဲ့စားကြည့်ပါဦးမောင်ရေရတာရှိရဲ့လား ဟာချိုအီးနေရအဲ ဒီမီဒီကတကြံမိုးလုံးရေပေါ်ပဲတော့ကြိုက်လို့မေလည်းပြောပါတယ်နောက်ထပ်ပါအမှတ်တရလေးတွေပြောချင်သေးတယ် ချွေအေးလေးလည်းတောက်ချင်သေးရဲ့မေစတူဒီတာလေးလေ တကြမှာစတူဒီယိုတချင်းနေနားထောင်ရေး မဟုတ်ဘူးစတူဒီယိုမဟုတ်ဘူးစတူဒီယိုမဟုတ်ဘူးစတူဒီယိုမဟုတ်ဘူး ဒီကအစိုးရကြီးတွေရဲ့တချင်းတွေ မဟုတ်ဘူးအဲ့လိုဟာကိုပြောရမှာမဟုတ်ဘူးကရွှေရင်အေးမဟုတ်လက်စာ မိုးလက်စာကိုပြောတာ yes အဲ့ဒါကလည်းဟုတ်ပြီအခုမိုးလက်ဆောင်စားကြမယ်နေကမိုးလက်ဆောင်လုပ်ပေးမယ်မောင်ကစားမယ်နော်အုံတို့နဲ့တကြားရည်လေးနဲ့စားကြည့်ပါဦး ဟိုမောင်အုံတို့မြင်များထည့်ပေးနော်မောင်အုံတို့ကြိုက်တယ် ရတာပေါ့မောင်ကအုံတို့ကြိုက်တယ်ဆိုတော့အုံတို့များများလေးထည့်ပေးမယ်ကဲအုံတို့စိတ်စိတ်လေးနဲ့မိုးလက်ဆောင်စားလိုက်အောင်အရသာရှိရဲ့လား ကောင်းလိုက်တာချိုမြိန်နေတာပဲဒါပေမဲ့မေ့ရဲ့အပြုံးလေးတော့မမှီပါဘူး ဒီကတရုပ်ဆောင်ရတာပညာရှင်လိုမျိုးတော့မကျွမ်းကျင်ပါဘူးမောင်ကြီးဒါပေမဲ့တကြံဝိတက်လေးရအောင်တူတူပြောခဲ့ရတာဂျင်းနဲ့ပါနောက်ထပ်ပါအမှတ်တရလေးပြောချင်တယ် ကျေးဇူးတင်ပါတယ်မေဒီနေ့မောင်နဲ့တူတူရှိနေပေးရ မောင်နဲ့တူတူရှိနေသေးရတာဂျင်းနဲ့ပါတယ်မောင်ဒီအတွက်လည်းအမှတ်တရဖြစ်စရာကြံလေးဖြစ်သွားတာပေါ့နောက်ထပ်တစ်ခုခုချလို့ချင်သေးလားဒါမှမဟုတ်ဒီလောက်နဲ့လည်းနားကြမှာ နားကြမယ်နော်ဘိုင်ဘိုင် Okay ဒါဆိုရင်ဒီနေ့ကြံအမှတ်တရလေးဒီမှာနေနားကြတာပေါ့ပြောစရာကောင်းတဲ့အချိန်လေးဖြစ်ခဲ့လို့ကျေးဇူးပါမောင်ကြီး Bye bye